ရားချစ်တဲ့အမျိုးသမီးများဆိုတဲ့ညီလေးရပါတယ်ရေးဆက်သူကတော့ဆရာယောဟန်ဖြစ်ပြီးတော့ယောဆက်ဖြစ်ပြီးမှတီဆိုချီးမွမ်းပေးတဲ့သူကတော့ဆရာမစာမင်းနေစီဖြစ်ပါတယ်အားလုံးကြားနာရတဲ့ခွန်အားယူကြရအောင်